明年这个这个俺们做这吧就说，好了，明年那么吧，嘿，有没我俺们这边就没哪一起来了，这个高级家干的，打这米的嘞，在打这米的嘞，平阳高岗岗平阳没，你苦啊，你讲俺妈是哪里？路边啊，路干嘞路过喏，花里不，好嘞，西瓜里不过来，那那问俺们，他们应该钱没，钱里的问他们。钱里自己得的，对嘛？钱里自己得的，不说去，包括办那么开个那啥的，钱里为他的，法律为他的钱，因为这种话叫做，你看那我喏，那种有的，钱里咱们的广州的外边，咱们不，人家那到广州的，人家这些他，对吧？再看的我们哪啥的，包括文物去的话，我表，我表现的，路边都干过路，所以因为在这嘛，或者这路，千万也没讲路，对嘛？离片多少？不是有些多少？离片大一个，一万高一点。好的。那贵不来，你去吃的，身上还不行。俺有些家，有些俺吃的是，俺吃的没有，这是啥的，销都没有。对。俺这家是真的东西都是不怎么样。你真是嘛，结果就是在去上面，反正就不了了，不能就叫包。那这东西嘛，这里的一张那么丢的，刚刚嘛付的，他主张动。这样子，你也不懂，我来说的，知道你修炼对的，你理解，你修炼理解我也他的，我觉得你修炼嘛喏，他嘛你现在搞你或者你修炼我也他的，我他的时候就把这个没有成，比如啊，贵相当于少少的，这个苦苦的等着长中了干的，后天的话你修炼呢不算比较有，这样嘛，牛的，这样，身上这，我不，我牛逼了你大爷来办的那个不行。好像讲的话呢，对吧？这现在这里俺们都这边，俺这边的，我那个万度这里没哪年的，好了，第二天，现在嘛的都知道嘛的，喏，那个另外一个干嘛的，现在在那边打的比较的，现在这几天啊，我中国那个，比较早出版的，那个过尾嘛的，比较忙的样他了，喏，这啥星期八。这嘛漂了，等于这个啥了啥家的，这个是领导说，有些地方没有，别人叫俺们呀，俺们就是他们说的喏，你个必须对，你个不对了，这没法子不对，现在就是他们说，等于别人他们说，他们说你们刚说这个刚说，像 fighting， 这种嘛就 fighting 呢，这嘛要么啦喏，别人不对嘛这个没嘛，过也没嘛的，那个不看都干一桩不对不对，哦。用钱啊，这个是用钱就叫个不差他，不差根据你嘛就来，这个嘛，这个你家是三包茶，包括什么标啦的，不漏个标，过这个节点呢标，不漏个标好喏，是吧？俺家那人给少的就家，这不是人家的，给少的家，人家ပေးနိုင်的ပေါ့နော်ကိုအကြောက်ထဲမှာပြည့်စုံပေးနိုင်တယ်နော်ဒါကိုယ့်ရဲ့စီးပွားရေးပေးနိုင်တဲ့ investment တွေကိုနော်နည်းနည်းလေးရှာပြီးတော့လုပ်တော့ဒီဆိုတာကိုမေးလိုက်တော့ဘာလို့အဲ့တခုရနေဂိမ်းဆော့တာတော့မဆော့အောင်လို့ဆော့ဒါပေမဲ့အချိန်တစ်ခုပေါ့နော် time management ပေါ့ဒီမှာဒီချိန်မှာတော့ငါဂိမ်းဆော့မယ်ဒီကတော့ငါရဲ့ဘွားအတွက်တိုးတဲ့မင်းကတော့တင်းဆောင်ပညာကိုကဝေဖြစ်သွားပြီဆိုတော့တင်းဆောင်ပညာလေးလာကြမလို့တော့အဲ့တော့ဒါတွေကတော့ငါဘာလေးတွေလိုက်ဖတ်မလဲပေါ့ဘွားမှာကောင်းမှုပုံနဲ့အရာလေးတွေပေါ့နော်တဲ့မှာဘာလေးလုပ်မယ်နော်ဒါက networking ကိုငါချက်တယ်ပေါ့ဟုတ်ပြီတစ်သေးတွေနဲ့ပေါင်းပြီးတော့တစ်သေးတွေကနေပြီးတော့ဘာလေးကြံပေးတယ်ညာကြံလို့အခုရဲ့ပတ်စံကိုဘယ်လိုတိုးပွားအောင်လုပ်မယ်တဲ့မှာအဲ့လို networking နဲ့ကိုရှာတယ်ဒီခေါင်းထဲမှာပဲကိုကျင်းနေလို့မရအားနေဒီ director ရဲ့ဒီဇာတ်ရံဇာတ်ဖို့တကယ်ချင်းနဲ့ပြုံးဆောင်နေတယ်ကျင်တယ်လို့မရတခြား networking တော့ချက်လိုက်ဟုတ်အခုတော့ငါဆိုက HND တော့ဝင်သွားတယ်တဲ့မှာကအခုဆိုဘာလုပ်တယ်ပေါ့တဲ့အခုမှတစ်ခုက networking ချက်တာဆိုတော့တွားတယ်သူကျင်းနေတယ်လေဒါလို့တစ်ခုဖြစ်သွားလို့ငါနေကောင်းဖြစ်နေတာမှပြပါငါကအေးစိတ်ကလေးထိုင်စားလို့ဟုတ်တယ်ထိုင်စားလို့ရမယ်အချိန်တိုင်းဘန်ဒိုးနဲ့လည်းထိုင်စားလို့ရရမယ်နော်အဲ့တော့ဒါပေမဲ့ဒီကတော့ property စီဝယ်ထားရင်သူ့ရဲ့တက်နှုန်းကမြင်ဟုတ်စမ်းပါနောက်တစ်ခုမှဆိုသိန်း9000 6000ကျော်အခု1000 2000ပေါ့ငါတော့မျက်လုံးလေးပြီးပြီ။မာစရောင်းခဲ့ပြီးရဟာဆိုပြီး6000လောက်ခေါ်တာ။ဒီ1000နဲ့ခင်ဗျားတို့ကတက်တာမြင်လိုက်တော့ဟုတ်တယ်ဒီမှာဒီအဲ့တော့မြောက်တစ်ခုပဲကတော့မစင်းတာလေးကြားရအောင်ဈေးရပြောင်းလဲသွား။ကျောင်းကြီးသိန်း6000ကိုပြတ်မှာဘာနဲ့ထည့်တာကြီးရမယ်။ဒါတော့သင်္ချာရဟာပေါ့။ပုံမှန်ကဒိုင်းနဲ့ဆို property ရဲ့တက်သွားဆိုတော့နှစ်ဆနေအဲ့လိုမျိုးဆိုတော့ကိုယ့်အတွက်လုံခြုံတာပေါ့နော်။ဒီကလေးကိုကြီးတာလေ။ဒီကြတင်မှုရှိတယ်ဟုတ်တယ်ပေါ့။ property တွေပိုင်တာအချိန်ချင်းတစ်ခုမှတစ်ခုရောင်းပြီးတော့
ပိုင်နာ property ကိုရောင်းနေရောင်းနေဆိုတော့ patient ကငွေမလို့လုံးဝမတော့ဆိုင်ခဲပိုင်လာဘာလို့ဆိုင်ခဲနဲ့ရွှေရပါပေါ့နော်လုံးဝကျရွှေရတယ်လိုအဲ့ရောင်းရလို့ဆိုကိုင်တာရေးတဲ့ကြီးကြီးရောဟာခါနေကြီးလိုက်ရောင်းတာဆိုနေကြီးကဟာမဘိုင်းနာနေလေဘိုင်းနာနေစက်သိမရှိပြန်မှာခေါ်သားတွေအဲ့လိုဖြစ်နေအဲ့ဘိုင်းနာဆိုကိုမျိုးနေကိုဝဲဈေးကြီးပေးမယ်သူရောင်းနေအဲ့ဒါကြတော့ရှိတယ်အဲ့တော့ကိုယ့်ရဲ့ financial ပေါ့နော်ငွေကိုလည်း manage ချလုပ်ရအောင်ဒါ property ဝယ်ထားမယ်ဒါအရေးကြီးခေါ်ဖို့ရအောင်ဒါဘာနဲ့မှအရေးကြီးဆွဲထုတ်လို့ရအောင်ကိုယ့်ကို manage လုပ်ရအောင်အဲ့တော့မင်းကလူငယ်မဟုတ်တော့ဘူးလေတာအားနေဒီ game နဲ့နေနေကြာနေတော့ game နဲ့နေတော့ကိုယ့်ရဲ့ဘဝတစ်ဆင့်ထက်ရတယ်လေအခုဆက်ဘယ်လောက်ရောက်39 50လောက်ပဲငါ28ပဲရှိသေး39ဆိုတာလည်းငယ်ပါသေးတယ်အများကြီးတော့စားလို့ရသေးတယ်ဒါပေမဲ့စပြီးစဉ်းစား39ကနေ45မှာငါဘယ်လောက်တိုင်းတာဒီပိုင်ဆိုင်မှုရှိရမလဲငါရဲ့မိသားစုကဘယ်လိုတိုင်းတာပိုင်ဆိုင်လဲဒီရုပ်ရှင်တကားရဲ့ဘယ်လောက်တကားရဲ့သိန်း900သိန်း1000အဲ့ဒါနဲ့မှသာသိန်း1000ပေါ့နော်ပွားလိုက်တဲ့ပါခုပွားလိုက်အဲ့မှာလည်းပွားလိုက် property စီပြောတော့အဘူဆန်းသူပြောတယ်ကိုဆောင်ကမြေဝယ်ထားပြီးတယ်အခုသူခေါ်တော့ပြန်2000ကျော်လောက်လို့ဒီကြည့်ရဘယ်လောက်မြေသွားပြီးတွေ့တာအဲ့နောက်တစ်ခုကအင်းအိုးအားလည်းမကြည့်သေးဘူးလေငါအတင်းဝယ်ခိုင်းတာတော့ဘယ်ဝင်လိုက်ညပါ့ဘာမှရင်းနှီးရဘယ်တော့မှမရှိဘူး1000ကျော်လေးဝယ်တာ2000ကျော်နဲ့ဒီနေ့ချိုးပြတော့အဲ့ဒါမှမဟုတ်တော့ပါပြပြကဲဆက်ရအစီအပြေအောင်မြင်တိုးတက်ပါစေเนาะဘုံတော့ဒီကိုညံနေကိုဒီဂင်းဆော့တာတွေပြတ်ပြီးတော့စီးပွားရေးကိုတိုးတက်ပြီးတာသမီးတွေဆိုဖို့ဖခင်ကောင်းတယောက်တည်းဥဆောင်နေပါဘူးသမီးရောနားထောင်ရလားသမီးရောနားထောင်တာနားဆောက်လာသမီးတခြားအရှင်းစားနေဒါလိုပေါ့ငယ်ငယ်ဖုန်းကြီးဖို့နေတော့ဒီနေ့အောင်မင်းအောင်ပေါင်းပြီးတော့ဘဝမှာသာယာနဲ့เนาะစီးပွားလက်လာပါပြီးတိုးပါစေเนาะမိမကိုလည်းချစ်ပြီးတော့ဒါကြတဲ့ပိုင်ဆိုင်မှုတွေအများကြီးပိုင်ဆိုင်ပါသေးလို့ထူတောင်းဖို့ရနော်ဟုတ်ကဲ့